Hello အားလုံးနဲ့မင်္ဂလာပါရှင်ငကမောက်ဒီလေးပေါ့နော်ငကမောက်ပင်လေးကအပွင့်လေးပွင့်နေလေးပေါ့နော်ဒီမီနဲ့အော်အရင်တုန်းကအဲ့လိုဒီငကမောက်ဒီငကမောက်ပင်နဲ့စိုက်ရှင်တာပေါ့နော်အဲ့လိုပေါ်ဝယ်စားရတဲ့ဟာမျိုးလေးအဲ့လိုဝယ်စားရတဲ့ခါဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့ကိုရင်းနဲ့အရင်တုန်းကလည်းကိုစားဘူးတာငကမောက်ဒီကအတီးမျိုးအမီမျိုးပေါ့လေနော်အရသာမရှိဘူးငကမောက်ဒီဆိုတာကအဲ့လိုပဲပြီးခဲ့ဘာရသာမှမရှိဘူးနော်ငကမောက်ဒီကအဲ့လိုပဲပြီးခဲ့တာဒီကိုယ့်အကိုဒီရဲ့အပင်လေးစိုက်တော့ပေါ့နော်အပင်လေးဆိုတော့ဒီပြီးလာတဲ့ခါကျတော့အရင်ကိုချုံနေငကမောက်ဒီကလေဒီမှာဒီ organic ပေါ့နော်ကိုယ့်အကိုစိုက်တော့ organic စစ်ပေါ့ဒီနေ့ကျတော့ငကမောက်ဒီအရင်ကိုချုံပေါ့နော်ဒီလိုဖြစ်လာဆောနေဆောခါကြတယ်ဒီဒီနဲ့ပြရတယ်အဲ့လိုမျိုးမှာပေါ့အဲ့လိုမျိုးကြောင့်မလို့အပြီးကြီးကအဲ့လိုပေါ့တာထင်တာပဲအင်းကအပြင်ကျတော့အဲ့လိုနှဲ့နေတယ်တစ်ချက်တည်းကိုခဏလေးဒီနားလေးတော့ဆိုတော့လေအပီကအရန်ဟန်ကိုမဲ့အိမ်မှာရှိတဲ့ဒီ organic နဲ့ကမောက်တီကိုစားပြီးပြီဆိုရင်ဝယ်မစားချင်တော့တဲ့အထီကိုဖြစ်သွားတာပေါ့နော်ပြန်တာလေးတွေကတော့အိမ်မှာရှိတဲ့တီးပင်လေးတွေပေါ်ရှင်တီးပင်လေးတွေအမဩဇာတီးလေးတွေကလည်းတီးနေတယ်ဩဇာတီးပင်လေးတွေကလည်းဩဇာတီးလေးအပင်ကတီးတီးလေးနဲ့နှလုံးတီးနေသူကလည်းမှဲ့တော့မှာပေါ့နော်အခုလိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်